တချို့ရှေးဟောင်းမှတ်တမ်းတွေဟာအပေါ်ယံမြင်ရတာထက်ပိုပြီးထူးခြားဆန်းကျင်နေတတ်ပါတယ်။1513ခုနှစ်မှာအော်တိုမန်ရေတပ်ဗိုလ်ချုပ်ပီရီယောစ်ဟာအလွန်အသေးစိတ်ကျတဲ့ကမ္ဘာမြေပုံတစ်ခုကိုရေးဆွဲခဲ့ပါတယ်။အဲ့ဒီသားရေမြေပုံကိုနှောင်းလူတွေတူးဖော်တွေ့ရှိခဲ့တဲ့နန်းတွင်းမော်ကွန်းတိုက်တစ်ခုထဲကနေရရှိခဲ့တာပါ။မြေပုံရဲ့တချို့အစိတ်ပိုင်းတွေမှာဖော်ပြထားတဲ့အမေရိကတိုက်ကမ်းရိုးတန်းတွေဟာအံ့ဩစရာကောင်းလောက်အောင်တိကျလွန်းနေပါတယ်။ဒါပေမဲ့သူတေသီတွေကိုအံ့အားသင့်စေခဲ့တာကတော့မြေပုံရဲ့အောက်ခြေနားမှာရှိတဲ့အမည်မသိပုံသဏ္ဍာန်တွေပဲဖြစ်ပါတယ်။တချို့ကတော့အဲ့ဒီပုံရိပ်တွေဟာအန္တာတိကတိုက်ရဲ့မြောက်ဘက်ကမ်းရိုးတန်းနဲ့ဆင်တူနေတယ်လို့ယုံကြည်ကြပါတယ်။ဒါဟာသမိုင်းကြောင်းဆိုင်ရာအချက်လက်တွေနဲ့အကြီးအကျယ်ကွဲလွဲနေတဲ့ကိစ္စတစ်ခုပါ။ဘာလို့လဲဆိုတော့အန္တာတိကတိုက်ကိုဒီမြေပုံဆွဲပြီးရာစုနှစ်ပေါင်းများစွာကြာတော့မှတရားဝင်ရှာဖွေတွေ့ရှိခဲ့လို့ပါပဲ။ဒီထက်ပိုပြီးထူးဆန်းတဲ့အရာကတော့အဲ့ဒီကမ်းရိုးတန်းပုံသဏ္ဍာန်ဟာအန္တာတိကတိုက်ရဲ့ရေခဲပြင်အောက်မှာဖုံးကွယ်နေတဲ့မြေမျက်နှာပြင်နဲ့တွားပြီးတူညီနေတာပါ။အဲ့ဒီမြေမျက်နှာပြင်အနေအထားတွေကိုအခုခေတ်ကြမှသာခေတ်မီဂျိုတုတွေတုံးပြီးပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ပီရီရိုက်ကတော့သူဟာအလွန်ရှေးကြတဲ့မြေပုံဟောင်းတွေစီကအချက်လက်တွေကိုကူးယူခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမူရင်းမြေပုံအများစုကတော့တမိုင်းထဲကနေလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ဒီအချက်ကပဲစိတ်ချောက်ချားစရာကောင်းတဲ့မေးခွန်းတစ်ခုကိုပေါ်လာစေပါတယ်။ကဘာကြီးကအန္တာတိကတိုက်ရှိမှန်းမသိသေးခင်အချိန်ကဘသူကများဒီမြေပုံတွေကိုရေးဆွဲခဲ့တာပါလဲ